ဆိုင်ပေါ်မှာတွေးလိုက်တယ်ကိုရမနီနေ့မှာခံရမယ်နွားတွေကျွဲတွေကလအုပ်တွေတိုးတွေအတွက်ကိုညာတော့စိတ်မကောင်းဖြစ်မိရပါကြောင်းဆိုပြီးတော့ဆိုင်ပေါ်မှာစာနဲ့ပေါ့နော်တက်လာတဲပေးတဲ့လူတွေလည်းများတယ်အဲကျွန်တော်ဒီကနေပြောမယ်နော်အဲ့တော့တိုင်းပြည်လုံးတနေ့တာအတွက်နွားအကောင်ကြီး1900နဲ့1500ကြားမှာနွားတွေကိုစားသုံးလူတွေအတွက်ကိုကျက်ဆိုရင်နေတိုင်း3သိန်းနဲ့5သိန်းမှာအကောင်ကြီးတွေကုန်တယ်နော်စိတ်ဆိုရင်လည်းထုံကြီးကောင်းမယ်တောင်းကြော်5တောင်းနေ့စဉ်နဲ့အမျှဒါပစုံနေငါးတွေမပါသေးဘူးနော်အဲ့တော့နေ့စဉ်နဲ့အမျှအဲ့ဒီနွားတွေစိတ်တွေကြက်တွေနေတိုင်းတည်ပေးနေရအဲ့အတွက်အဲ့လိုလေနေတိုင်းရေးပေးပါလားဈေးမှလည်းသွားချိတ်တာတနာပါတယ်ဟဲ့ကျွန်တော်ပြောတာဟုတ်ပါတယ်နော်